theorem နှစ်ကစက်ဝိုင်းချမ်းအတွင်းရှိဓာတ်သည်ထောင်းမှန်တစ်ခုဖြစ်သည်စက်ဝိုင်းချမ်းအတွင်းရှိဓာတ်လိုအပ်တဲ့အတွက်အမှတ်တမတ် O ကိုပို့ထားပြီးတော့စက်ဝိုင်းတစ်ခုဆွဲမယ်အဲ့ပုံမှတ်ကိုဖြတ်ပြီးတော့အချင်းမြင်တစ်ကြောင်းဆွဲမယ်ချင်းမြင်ကို AB လို့နာမည်ပေးလိုက်တယ်ဆိုပါစို့စက်ဝိုင်းချမ်းအတွင်းရှိဓာတ်ဆိုတာကဒီအချင်းမြင်ရဲ့ထိပ်နှစ်ဖက်ကနေပြီးတော့စက်ဝိုင်းချမ်းရဲ့စက်ဝင်းပေါ်မှာရှိတဲ့အမှတ်တမှတ်နဲ့ချင်းမြင့်ရဲ့ထိပ်နှစ်ဖက်ကိုဆက်ရင်အဲ့ဒါဒီစက်ဝိုင်းချမ်းအတွင်းရှိဓာတ်ကိုရမှာဖြစ်တယ်ဟောဒီ AB ဝင်းပိုင်းပေါ်မှာကြိုက်တဲ့နေရာမှာအမှတ်တမှတ်လိုက်မယ် AC နဲ့ BC ကိုဆက်လိုက်ရင်ဓာတ် ACB ဒီစက်ဝိုင်းချင်းတွင်းရှိဓာတ်ဖြစ်သွားတယ်သက်သေပြမှာကဒီဓာတ်ဒီ90ဒီဂရီဖြစ်ကြောင်းဓာတ်မှန်ဖြစ်ကြောင်းသက်သေပြမှာဖြစ်တယ်အဲ့တော့ပေးထားချက်ကအိုဘိုရှိတဲ့စက်ဝိုင်းမှာစက်ဝိုင်းချမ်းအတွင်းရှိဓာတ် ACB သက်သေပြမှာကအဲ့ဒီဓာတ် ACB ကို90ဒီဂရီဖြစ်ကြောင်းပြမှာဖြစ်တယ်အဲ့လိုပြဖို့လို့အတွက်ဘိုး O နဲ့ C ကိုဆက်လိုက်အဲ့လိုဆက်လိုက်တဲ့အခါမှာအချင်းဝက်မြင်၃ချောင်းတူတယ်ပေါ့ AO ရဲ့ BO ရဲ့ CO ရဲ့ကချင်းဝက်တွေဖြစ်လို့ချင်းဝက်တွေညီတယ်အဲ့တော့ CO နဲ့ AO ညီတဲ့အတွက်ကြောင့်မို့လို့တရိကံ ACO ဒီနှစ်နားညီတရိကံဖြစ်သွားတယ်နှစ်နားညီလို့နှစ်တောင်းညီတယ်ပေါ့ဒါကြောင့်မို့လို့ alpha 1ဒီ alpha 2နဲ့ညီတယ်အဲ့လိုပဲတရိကံ BCO ကလည်းနှစ်နားညီတရိကံဖြစ်လို့နှစ်တောင်းညီရဲ့အဲ့တော့အပေါ်က beta 1လို့ပေးလိုက်ပြီးအောက်က beta 2လို့ပေးလိုက်တယ်အဲ့တော့ CO ကိုဆွဲတယ်အဲ့ဒါကိုရေးရမယ် CO ကိုဆွဲသည်အဲ့လိုဆွဲလိုက်တဲ့အခါမှာချင်းဝက်မြင်၃ချောင်းဖြစ်တဲ့ AO ရဲ့ BO ရဲ့ CO ရဲ့ညီတယ် AO နဲ့ CO ညီလို့နော်ဒီဘက်တတိကမှာ AO နဲ့ CO ညီလို့ alpha 1ဒီ alpha 2နဲ့ညီပြီးတော့ BO နဲ့ CO ညီလို့ BO နဲ့ CO ကဒီဘက်တတိကမှာနှစ်နားညီလို့ beta 1ဒီ beta 2နဲ့ညီတယ်ပေါ့အဲ့တော့တရိကံတော့ ABC မှာဓာတ်၃နောက်ပေါင်းရင်180ဒီဂရီဆိုတဲ့ theorem 1ကနေသက်သေပြမှာဖြစ်တဲ့အတွက်တရိကံ ABC မှာဓာတ် A ရဲ့ဓာတ် B ရဲ့ဓာတ် C ရဲ့ပေါင်းရင်ပြီး180ဒီဂရီဖြစ်တယ်ဓာတ် A နေရာမှာ alpha 1ဓာတ် B နေရာမှာ beta 1ထည့်ပြီးတော့ဓာတ် C နေရာမှာက alpha 1နဲ့ beta 1ထည့်လိုက်တယ်ပေါ့ရှာမှာကဓာတ် ACB ရဲ့ဒီဂရီတိုင်းတာအဲ့တော့ဓာတ် ACB မှာ1နေကြီးပဲနာမည်ပေးထားတယ် alpha 1နဲ့ beta 1လို့ပဲနာမည်ပေးပါတယ်အဲ့တော့ alpha 2နဲ့ beta 2တွေမလိုအပ်ဘူးပေါ့အဲ့တော့အဲ့ဒါတွေကိုနော် alpha 2ကို alpha 1နဲ့အစားသွင်းဖို့လို့အပေါ်မှာသက်သေပြလာပြီးဖြစ်တယ်လို့ beta 2ကိုလည်း beta 1အစားသွင်းဖို့အတွက်beta 1နဲ့ beta 2ညီကြောင်းပြလာပြီးပြီဒါကြောင့်မို့လို့ alpha 2နဲ့ beta 2နေရာမှာ alpha 1နဲ့ beta 1စားသွင်းလိုက်တဲ့အခါကျတော့ alpha 1က2000ဖြစ်ပြီးတော့ beta 1က2000ဖြစ်သွားတယ်ဒါကြောင့်မို့လို့နှစ်ကိုပုံထုတ်လိုက်တဲ့အခါကျတော့ဘင်းထဲမှာ alpha 1နဲ့ beta 1ပေါင်းခြင်းဖြစ်သွားတယ်နှစ်ဒီမြားချင်းရဲ့ခြားတစ်ဖက်ကိုသွားတဲ့အခါ180ကိုနှစ်နဲ့စားမှာဖြစ်တဲ့အတွက် alpha 1 plus beta 1ဒီ90ဒီဂရီဖြစ်သွားတယ်ပေါ့အဲ့တော့ alpha 1နဲ့ beta 1ပေါင်းခြင်းဒီဓာတ် ACB ဖြစ်တဲ့အတွက်ဓာတ် ACB ဒီ90ဒီဂရီဖြစ်တယ်ပေါ့